ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒါမင်္ဂလာရှိတဲ့ကျွန်တော်တို့ညာချမ်းလေးပါဒါကတော့ကိုအမှန်တကယ်အားပေးပြီးစောင့်မျှော်အားပေးတဲ့ကိုမလေးအားလုံးပဲတယောက်မကျန်ဒီ view file လေးကိုတွေ့တွေ့ချင်းမဲ့အစားအဆုံးလေးနားထောင်ပေးပါအစားအဆုံးလေးကြည့်ပေးပါကဲကျွန်တော်တို့တော့မင်္ဂလာလေးကျွန်တော်ဒီဘက်ကလည်းအစင်ပြေခဲ့ပြီเนาะအားလုံးပဲဒီဘက်ကတစ်ပတ်လုံးဒီပါအစင်ပြေတယ်အခုလာမယ့်ပတ်ကျွန်တော်တို့ဒါ3ရက်ဖွင့်တယ်ပေါ့နော်အဲ့ဖွင့်တဲ့3ရက်ကိုလည်းအကောင်းဆုံးဖြစ်အောင်လုပ်ပေးပါမယ်ကဲအားလုံးပဲထုံးစံတိုင်းပဲဒီ view file ကိုတွေ့တွေ့ချင်းမဲ့အစားအဆုံးလေးနားထောင်ပေးပါအဲ့တကွယ်ကောင်းဆက်အောင်မွေးခံမယ်ပြီးရင်ကျွန်တော်တို့ channel ကို subscribe နှိပ်ပေးပါ okay လေးတွေမှတ်မယ်မင်္ဂလာပါဆိုပြီးတော့မှတ်မယ်လက်မလေးတွေဝင်လာတာလည်းနှိပ်ပေးပါခင်ဗျအဲ့တော့မနက်ဖြန်ကျွန်တော်အင်္ဂါလေးပေါ့ဗျာဒီနေ့ကတော့ပိတ်တယ်နော်အဲ့တော့ဒီတစ်ပတ်မှာပိတ်ရက်2ရက်ရှိပါတယ်ဒီနေ့တင်နေတာလေး1ရက်ပိတ်တယ်ပြီးရင်ကျွန်တော်တို့ဗုဒ္ဓဦးနေ့1ရက်ပိတ်တယ်ပေါ့နော်အဲ့တော့ရက်တွေဖွင့်လဲဆိုရင်အင်္ဂါကြာသာပေးတောက်ကြပါဒီ3ရက်ဖွင့်တယ်ဒီ3ရက်ဖွင့်တဲ့အထက်မှာအဲ့3ရက်လောက်အစင်ပြလုပ်ပေးမယ်ကဲအားလုံးပဲခုမှလည်းနေတဲ့သမားတွေရောဇာတ်သမားတွေရောကျွန်တော်ဒီတစ်ပတ်ကကျွန်တော်တို့ဒါနောက်ဆုံးနေ့မှာထွက်သားတဲ့85ကတော့အကုန်လုံးအောင်မွေးခံမယ်เนาะအဲ့85ဆိုတဲ့အကွက်ကကျွန်တော်တို့เนาะနေတဲ့သမားတွေရဲ့တကွက်ကောင်ကျွန်တော်အဲ့နေ့ရကျွန်တော်တို့ဒါเนาะဒါတကွက်တည်းပေးထားခဲ့တဲ့ကဏ္ဍဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့เนาะလက်ဆောင်သမားတွေလည်းလက်ဆောင်85ကကျွန်တော်တို့ဒါ၄ကွက်ထဲမှာပါပြီးသားပါအဲ့85ကကျွန်တော်မွေးကွက်လည်းဟုတ်ပါတယ်เนาะကျွန်တော်3ရက်မွေးကွက်လည်းဟုတ်ပါတယ်အဲ့တော့အကုန်လုံးပဲရကြပါတယ်เนาะအားလုံးပဲเนาะအားလုံးပဲเนาะအချီကြီးပါပဲเนาะဒီတစ်ပတ်လည်းစာအောင်မွေးခံပါမယ်အဲ့တော့ကျွန်တော်ပထမဦးစွာကျွန်တော်ရဲ့ဒါအဖောက်ဝင်သမားတွေเนาะကျွန်တော်လက်ဆောင်ထွက်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါလက်ဆောင်သမားတွေရောကျွန်တော်အခုမှစောင့်ဝင်မယ်လို့အကုန်လုံးပြန်ပြီးတော့ဝင်ရမှာเนาะအဲ့တော့ဝင်ရမယ့်နေရာတစ်ခုမှာကျွန်တော်တို့ဒီဘက်ကဘယ်လိုမျိုးထုတ်မှာလဲเนาะဖောက်ဝင်ဒီလေးရှိတယ်3ရက်ပဲဖွင့်တာဟုတ်ပါတယ်ကျွန်တော်တို့လက်ရှိဖွင့်တဲ့ဟာကကျွန်တော်ကြာသာပေးတောက်ကြအပါဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်လက်ရှိเนาะ3ရက်မွေးလဲခေါ်မှာပါပြီးရင်ကြာသာပေးတောက်ကြလက်ဆောင်လဲခေါ်မှာပါအဲ့လိုမျိုးနှစ်ခါလုံးဝင်ရမှာပါဒါ3ရက်မွေးယူမယ်ဆိုရင်တော့3ရက်မွေးရသမားတွေကကျွန်တော်တို့3ရက်မွေးလဲရမယ်ပြီးရင်လက်ဆောင်ကြာသာပေးတောက်ကြလဲလက်ဆောင်အဲ့လိုမျိုးဝင်တဲ့အခါကျရင်လည်းလက်ဆောင်ထပ်ပြီးတော့ရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကနှစ်ခါတော့ဝင်ရမှာပေါ့နော်ဒါ3ရက်မွေးယူတွေက3ရက်မွေးသမားတွေက3ရက်မွေးယူတဲ့ပြန်ပြီးတော့ယူတဲ့လူတွေကကျွန်တော်တို့ဒါနှစ်ခါတော့ပြန်ပြီးတော့ဝင်ရမှာပေါ့နော်နှစ်ခါတော့ဝင်ရမှာဘယ်လိုမျိုးလဲဆိုရင်အဲ့တော့ဘယ်လိုမျိုးကစားမလဲဆိုရင်ကျွန်တော်တို့လက်ရှိ3ရက်မွေးကအင်္ဂါနော်ကြာသာပြီးတောက်ကြဒီ3ရက်အပြေကစားမယ်လက်ရှိဒါကျွန်တော်အခုခေါ်နေတဲ့3ရက်မွေးကအင်္ဂါကြာသာပြီးတောက်ကြဒီ3ရက်ကိုအပြေကစားမှာပါညအစောပိုင်းထွက်နေထွက်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒါအဲ့လက်ဆောင်ကိုလည်းအဲ့အချိန်မှာပဲကျွန်တော်တို့ဒါ3ရက်မွေးကစားနေတဲ့အတော်တင်းမှာပဲကျွန်တော်လက်ဆောင်ထပ်ထုတ်မှာပါထပ်ခေါ်မှာပါ3ရက်မွေးကြာသာရေးတောက်ကြလက်ဆောင်ကိုလည်းအဲ့3ရက်မွေးထဲမှာပဲကျွန်တော်ထပ်ပြီးတော့ထပ်ခေါ်မှာပါအဲ့အတွက်ကြောင့်ကျွန်တော်တို့လက်ဆောင်ကိုကျွန်တော်ဗုဒ္ဓဦးနေ့လောက်ဒါပိတ်ရက်လောက်ကိုစပြီးတော့ဗုဒ္ဓဦးနေ့ပိတ်တဲ့ကြောင့်ဗုဒ္ဓဦးနေ့ပိတ်ရက်ကိုစပြီးတော့ခေါ်မှာပါဒါလို့ဆိုတော့ကျွန်တော်3ရက်မွေးခေါ်ရတော့3ရက်မွေးလည်းကစားမယ်ကျွန်တော်တို့ဒါလက်ဆောင်လည်းကစားမယ်ဒီလိုမျိုးပုံစံအဲ့လိုမျိုးတွားမှာပါအကုန်လုံးပဲရှင်းမယ်ထင်ပါတယ်နော်အဲ့တော့လူကောင်းတဲ့လူတစ်တွေရောအကုန်လုံးပြန်ပြီးတော့ဝင်လို့ရပါပြီကိုက3ရက်မွေးယူမယ်